ကျမတို့နေ့စဉ်လူမှုဘဝမှာပေါင်းသင်းဆက်ဆံရေးဆိုတာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါမိသားစုချင်းပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးအဆင်ပြေမှတခြားကဏ္ဍတွေမှာပါအဆင်ပြေဖြစ်လာမှာပါဒါကြောင့်ကျမတို့နေတွေရေရှည်ကောင်းမွန်လာဖို့ဒီအချက်တွေကိုဂရုပြုရပါမယ်နားထောင်ပေးခြင်းကိုပြောချင်ရာကိုပဲမပြောဘဲတစ်ဖက်လူရဲ့စကားကိုနားထောင်ပေးရပါမယ်လေးစားမှုရှိခြင်းတစ်ဖက်လူဟာကိုယ့်ထက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလေးလေးစားစားဆက်ဆံပြီးအပြန်အလှန်လေးစားမှုရှိရပါမယ်။ရိုးသားမှုရှိခြင်းသူ့ဘက်ကိုယ်ဘက်အပြန်အလှန်ယုံကြည်မှုပေးနိုင်ဖို့အတွက်ရိုးသားမှုရှိရပါမယ်။ကိုချင်းစာစိတ်ရှိခြင်းတစ်ဖက်လူရဲ့ခံစားချက်ကိုတစ်ဖက်လက်ခံစားချက်ကိုနားလည်လက်ခံပေးနိုင်ဖို့ကိုချင်းစာစိတ်ရှိရပါမယ်။စကားပြောနူးညံ့မှုရှိခြင်းစကားလုံးတွေကလူတွေကိုနာကျင်စေနိုင်သလိုနှွေးထွေးမှုਨੂੰလည်းပေးနိုင်တာကြောင့်စကားပြောတဲ့အခါနူးညံ့မှုရှိရပါမယ်။ privacy ရှိခြင်းလိုရာထက်ပို၍မဆက်စုခြင်းဖြင့်ကိုရေးကိုတာကိုအပြန်အလှန်လေးစားမှုရှိရပါမယ်။စိတ်ရှည်ခြင်းစိတ်ရှည်သဲခံပေးနိုင်ခြင်းကဆက်ဆံရေးကိုပုံမခိုင်မာမှုရရှိစေပါမယ်။မျှတမှုရှိခြင်းသူ့အကျိုးကိုမျှတစွာစဉ်းစားပေးနိုင်မှုရှိရပါမယ်။အပြန်အလှန်ယုံကြည်မှုရှိခြင်းဖြင့်ဆက်ဆံရေးကိုပုံမခိုင်မာမှုရရှိစေပါမယ်။ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဟာလူမှုဘဝကိုနှွေးထွေးစေပြီးစိတ်ချမ်းသာမှုလည်းပေးစွမ်းနိုင်တယ်လို့ဒါကြောင့်နေ့စဉ်ဘဝတွေမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်မှု